ကဲဒီလိုလေးစဉ်းစားကြည့်ရအောင်ညဘက်ခြံထဲမှာလမ်းထွက်လျှောက်နေတော့ပတ်ဝန်းကျင်မှာလည်းမောင်မောင်မီမီအဲ့ဒီအချိန်မှာရွတ်တရမက်ပင်ဒီကြားကနေစိမ့်ဖန်ဖန်အလင်းရောင်လေးတစ်ခုဖြက်ခနဲလင်းလာတာကိုတွေးလိုက်ရတယ်ဆိုပါတော့တော်တော်လေးကိုမော်ဆန်တဲ့ခံစားချက်မျိုးနော်အဲ့ဒီမောဆန်တဲ့အလင်းရောင်ကဘကားလာတာလေဟုတ်တယ်မလားအဲ့ဒါကပဲဒီနေ့ကျွန်တော်တို့အတူတူအဖေရှာတော့မဲ့အကြောင်းရပါပဲကဲသူ့ရဲ့လျှို့ဝဲချက်ကြီးကိုတစ်ခုချင်းစီဖော်ထုတ်ကြည့်လိုက်ကြရအောင်ဒီအလင်းမိတ်ရှင်တက်တော်လေးကိုတော့လူများစုကပိုးစွန်းကျူးဆိုပြီးသိကြတာပေါ့ဒါပေမဲ့ခဏလေးအဲ့ဒီနိုင်မဲတာတကယ်တော့အထင်မြင်လွဲစင်နိုင်တယ်ဘာလို့လဲဆိုတော့သူ့နောက်ွယ်မှာတော်တော်လေးအန်အောစရာကောင်းတဲ့အချက်တစ်ခုရှိနေလို့ပါပဲကဲအခုပြောမယ့်အဖြစ်ကတော့တော်တော်လေးကိုအံ့ဩသွားစေမှာပါပိုးဆုံးကျူးဆိုတာတကယ်တော့ပိုးကောင်စစ်စစ်မဟုတ်ပါဘူးဗျသူကအတောင်မှမရှိလို့ပြန်တန်းလို့မရတဲ့ပိုးတောင်မှအမတမျိုးဖြစ်နေတာပါဟုတ်ပါတယ်ပိုးဆုံးကျူးဆိုတာပိုးတောင်မှပါဆိုတော့ပိုးတောင်မှအမတကောင်ကဘာဖြစ်လို့အလင်းရောင်ထုတ်လွှတ်နေရတာလဲအဲ့ဒီမေခွန်းရဲ့အဖြစ်ကိုသိဖို့ကသူတို့ရဲ့ဘဝစကြောင်းတစ်ခုလုံးကိုကြည့်ဖို့လိုလာပြီသူတို့ရဲ့ဘဝတစ်ခုလုံးကဒီအလင်းရောင်ကိုပဲဗဟိုပြုပြီးလဲပတ်နေတာဆိုတော့လေသူတို့ရဲ့ဘဝစဝုံကတကယ်ကိုမယုံနိုင်စရာပဲကြည့်ပါဦးတားလောင်းဘဝမှာဆိုရင်သူတို့ကအမဲလိုက်ကဲမှုဆိုတွေခရိုးတို့ပတ်ကြီးတို့ကိုလိုက်ဖန်စားရင်နဲ့အချိန်နဲ့နှစ်တောင်ရှင်တန်ကြပဲဒါပေမဲ့အရွယ်ရောက်ပြီးတဲ့အခါမှာတော့သူတို့ဘဝကရက်တက်နှစ်ပတ်ဟုတ်ပါတယ်နှစ်ပတ်ကြီးပဲရှိတော့တယ်တော်တော်လေးကိုဆန့်ကျင်ပတ်နော်အဲ့ဒီတိုးတောင်းလာတဲ့နှစ်ပတ်တာကာလလည်းမှာအထီးနဲ့အမရဲ့တောင်းတွေကလုံးဝကိုကွဲပြားသွားပြီအထီးတွေကတော့အတောင်မမတယ်ပြန်နိုင်နေဆိုတော့အမတွေကိုတက်တက်ကြွကြွလိုက်ရှာကြတယ်အမတွေတော့အတောင်မပါတော့ပြန်လို့မရဘူးလေသူတို့လောက်နိုင်တာတော့အပင်တပင်အပင်စီဘောကိုတက်တနေရာထဲမှာညီညီလေးနေပြီးတော့သူတို့ရဲ့တခုတည်းသောယူရချက်အဲ့ဒါကတော့ကိုကနေအလျောင်ထုပြီးအဖိုးကိုဆွဲဆောင်ဖို့ပဲโอเคဒါဆိုရင်တို့ဘာကြောင့်အလင်းရောင်ထုတ်လို့တဲဆိုတာကိုကျွန်တော်တို့သဘောပေါက်သွားပြီပေါ့အခုစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကိုရောက်လာပြီသူတို့အဲ့ဒီအလင်းရောင်ကိုဘလို့ထုတ်လုပ်တာလဲတိဖာနီကြဘလို့ဖြစ်စင်နေရှိနေလဲဆိုတာကိုကြည့်လိုက်ကြအောင်ဒီဖြစ်စဉ်ကိုသိတ္တံပညာမှာတော့ဇီဝအလင်းထုတ်လွှတ်ခြင်း bioluminescence လို့ခေါ်ပါတယ်နားလည်လွယ်အောင်ပြောရရင်ဟင်းချင်းနည်းတစ်ခုလိုပဲလွယ်လွယ်လေးပထမဆုံး luciferin ဆိုတဲ့ molecule ကိုယူလိုက်မယ်ပြီးရင်သူ့ရဲ့ကို oxygen ပေါင်းထည့်မယ်အဲ့ဒီညခုထပ်ပြူတာမြန်တော့ luciferase ဆိုတဲ့ဓာတ်ကူပစ္စည်းနဲ့အရှင်မြင့်ပေးလိုက်မယ်ရလကဘာဖြစ်မလဲတောက်ပါတဲ့နီယွန်းရောင်လို့အလင်းရောင်ထက်လာတာပေါ့အေးကြီးဆုံးကအဲ့ဒီအလင်းကအဖူလုံးဝမရှိဘူးတကယ်ကိုအံ့ဩစရာကောင်းတဲ့တဘာဝရဲ့ဓာတ်ထုပေးတာပဲအဲ့ဒီအလင်းရောင်ကသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလာတာတော့မဟုတ်ဘူးနော်အတိအကျပြောရရင်ပိုးတော်မအမရဲ့ကိုယ်ခန္ဓာအမီပိုင်းကနောက်ဆုံးအဆက်3ခုအဲ့နေရာလေးကနေပဲလင်းနေတော့ပါဒါပေမဲ့ဝမ်းနဲ့စရာကြီးစတစ်ခုကဒီလိုမော်ဆန်တဲ့အလင်းရောင်လေးတွေကကျွန်တော်တို့ပတ်ဝန်းကျင်မှာတဖြည်းချင်းနဲ့မိန်ဖြော့လာနေတယ်ရှားပါလာနေတယ်ဆိုတာပါပဲဘာတွေကသူတို့ကိုချင်းချောက်နေတာလဲပြီးတော့အရေးကြီးဆုံးကသူတို့ရဲ့အလင်းရောင်တွေပြက်လဲတောက်ပလာအောင်ကျွန်တော်တို့ဘာတွေလုပ်ပေးနိုင်မလဲစက်ကြည့်လိုက်ရအောင်တကယ်တော့သူတို့ကိုအဓိကချင်းချောက်နေတာကလူတွေရဲ့လှုပ်ဆောင်ချက်တွေပါပဲဥပမာမြက်ခင်းတွေကိုတက်တက်ရက်ရက်ဖြစ်အောင်မြေတန်းတူတူလေးရှင်းထားတာကသူတို့ရဲ့နေစရာအိမ်ကိုဖျက်ဆီးပစ်တာနဲ့အတူတူပဲပြီးတော့ခြံထဲမှာတုံးတဲ့ပူးသက်ဆေးတွေကသူတို့ကိုတော့သူတို့ရဲ့အဓိကအစားဖြစ်တဲ့ခရူးတွေကိုပါတီးစေတယ်နောက်တစ်ခုကအလင်းရောင်ညဉ့်ညမ်းမှုပေါ့ညဘက်မှာလူတွေတုံးတဲ့မီးအောင်စုံတွေကပြောင်းဝဲပြီးအဖိုးရှာနေတဲ့အထီးတွေကိုမျက်စိလေးစေတယ်အမားတွေရဲ့တဘာဝအလင်းရောင်လေးကိုမမြင်ရတော့အောင်ဖုံးလွှမ်းသွားစေပါတယ်သူတို့ကဘာလို့ကာကွယ်တင်လဲဆိုတဲ့နောက်ထပ်အကြောင်းရင်းကောင်းခုရှိသေးတယ်အဲ့ဒါကတော့သူတို့ကဥယျာဉ်တွေအတွက်တကယ်ကိုအကျိုးပြုတဲ့တတ္တဝါတွေဖြစ်နေလို့ပါပဲအထူးသဖြင့်သူတို့ရဲ့တာလောင်ဘဝအဲ့ဒီနနေ့တာကာလမှာပေါ့သူတို့ကဥယျာဉ်ကိုဖျက်ဆီးတော့ခယူလေးတွေပတ်ကြည်လေးကိုအဓိကစားသုံးပေးတော့တဘာဝအတိုင်းပိုးမွားတွေကိုထိန်းချုပ်ပေးတဲ့သူငယ်ချင်းကောင်းတွေလိုပါပဲသတင်းကောင်းကတော့သူတို့ကိုကူညီဖို့ကလွယ်လွယ်လေးပါပဲကျွန်တော်တို့အားလုံးလုပ်နိုင်တဲ့အရာတွေကြီးပဲဥပမာခြံထဲကမြတ်ဒီကိုအကောင်မရိတ်ပဲတချို့နေတာလေးတွေကိုရှေးရှေးထားပြီးတာမျိုးပေါ့ပြီးတော့ဓာတုပစ္စည်းတွေပိုးသက်ဆေးတွေမသုံးပဲနေတာညဘက်မလို့အဖဲအပြင်းမီးလီဖွင့်မထားတာအဲ့လိုရိုးရှင်းတဲ့အဖြူမူလေးတွေကသူတို့ရဲ့ရှင်တန်ရဲ့အကြအင်မတန်ကိုကြီးမားတဲ့အပြောင်းလဲကိုဖြစ်စေနိုင်ပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့မိခွန်လေးတစ်ခုနဲ့ဆုံးသက်ချင်ပါတယ်ဒီလိုတဘာဝရဲ့မော်ဆန်တဲ့အလင်းရောင်လေးတွေကျွန်တော်တို့ရဲ့ channel မှာကျွန်တော်တို့ရဲ့ကဘာပေါ်မှာဆက်ပြီးတော့တောက်ပညွှန်ရဝိုင်းပြီးတော့ကူညီပေးကြဖို့အဆင်သင့်ခဲ့ပြီလား